မင်္ဂလာပါကျမတို့နေ့စဉ်သုံးတရုတ်စကားပြောအတွက်ရာရန်နေလို့ပြောချင်တဲ့အခါမှာယန်လို့သုံးလို့ရတယ်အဲ့တော့ဒီမှာဆိုရေးထားတယ်အရေပြားရားတယ်အဲ့တော့အရေပြားက皮肤ရတာဒီယန်နောက်ကနေကျမကလော့လေးထည့်လိုက်မယ်လော့ကရားလာတဲ့အခြေအနေလေးကိုလာပြီးတော့အထောက်ပံ့ပေးတာရမယ်နော်နောက်တစ်ခုလေးကဥယျာဉ်ပြားရားတယ်ဥယျာဉ်ပြားဒီ头皮痒了ရမယ်နော်နောက်တစ်ခုလေးဆိုရင်နောက်ကျောက后背痒了အဲ့တော့လက်မောင်းရားတယ်ဒါဆိုရင်လက်မောင်းက手臂痒了နောက်တစ်ခုလေးကမျက်နှာရားတယ်မျက်နှာက脸痒了ရမယ်နော်ဒါဆိုရင်ကွာဆက်ပြီးတော့ဝက်ကြလေးတွေတုံးကြည့်နော်